Atta hi atano nato. Mimi didale mimi ye koweya ataya lo. Tisaga pioro soraka tekon deleme. Dabien peyao balu kowe le. Mimi didale mimi ye koweya so peya kowe le apainga tabai. Mimi didale mimi ye koweya so le apainga tabai. Tabai kwe chabiro maya. ဖះကိုကိုးဝယ်တယ်ဆိုတာဖះစီကအဆုံးအမလမ်းညွှန်မှုရဖို့အတွက်ကိုးဝယ်တယ်ဒီတဲ့မပူအဆုံးမဩဝါဒရပြီးတော့ကိုယ်ဝကိုထိန်းကြောင်းရမှာကိုယ်အလုပ်ပဲဖြစ်တယ်စဉ်းစားကြည့်လေလူတော်များများဟာမိသားစုဘဝမှာနေကြတာဖြစ်တယ်ကိုယ်သားသမီးကိုပညာတတ်ကြီးဖြစ်အောင်ပတ်စံချမ်းသာတဲ့ပုဂ္ဂိုလ်တွေဟာ ငွေကြေးတနာအသုံးချပြီးလုပ်ပေးနိုင်သလားဆိုတော့စဉ်းစားအလေးနဲ့ထားစဉ်းစားကြည့်ပညာဓာတ်ဖြစ်ဖို့ကိုလုပ်ပေးနိုင်တာအတိုင်းတာတစ်ခုဘာလုပ်ပေးနိုင်တော့ဆိုရင်ကျောင်းကောင်းကောင်းထားပေးမယ်ဆရာကောင်းကောင်းစီအပ်ပေးမယ်လွတ်တဲ့ငွေကြေးတနာစာဥစာရန်ထောက်ပံ့ပေးမယ်ဒါပဲเนาะကိုယ့်ရဲ့သားသမီးလုပ်တဲ့ပုဂ္ဂိုလ်က သူကိုယ်တိုင်လုံလဝီရိယထုတ်ပြီးမကြိုးစားဘူးဆိုပညာတတ်ဖြစ်ပါမလားအဲ့တော့အပိုင်းနှစ်ပိုင်းရှိတယ်မိဘကိုအားကိုးရတဲ့အပိုင်းကမပြည့်စုံသေးတာတွေပြည့်စုံအောင်ကြောင်းကောင်းကောင်းမနေနိုင်သေးနေနိုင်အောင်ဒါမိဘအပိုင်းကြောင်းကောင်းကောင်းရပြီဆိုတဲ့အခါမှာကြိုးစားမှုကကိုယ်အပိုင်းဒီလိုဆိုလို့ရတယ်ပေါ့နော်အဲ့တော့မြတ်စွာဘုရားကိုကိုးကွယ်တယ်ဆိုတာလေအဲ့လိုပဲအပိုင်းနှစ်ပိုင်း ဖះကိုးကွယ်တာဘာအတွက်ကိုးကွယ်တာတော့လို့ဆိုလို့ရှိရင်အဆုံးမဩဝါဒလမ်းညွှန်မှုကိုရဖို့ရကိုးကွယ်တာမြတ်စွာဘုရားကလမ်းညွှန်တယ်ဘာတွေလမ်းညွှန်တာတော့မလုံးသင့်တာနဲ့လုံးသင့်တာဒီနှမျိုးလမ်းညွှန်မှာဖြစ်တယ်မလုံးသင့်တာကိုရှောင်မှုလုံးသင့်တာကိုလှုပ်ဆောင်မှုဆုံးမဖះလောက်ကဒါတွေမဲ့ပြီးသွားပြီ မြတ်စွာဘုရားလမ်းညွှန်တဲ့အတိုင်းမလုံးသင့်တာရှောင်ဖို့နဲ့လုံးသင့်တာလှုပ်ဖို့ဆိုတာဘုသူတောင်းဖြစ်သွားတော့ကိုတောင်းမှဖြစ်တယ်ဆရာဝန်စီသွားပြီးတော့တမတော်ကြီးစီသွားပြီးတော့ယောဂဝေဒနာကုစားတဲ့အခါမှာလည်းဒီတိုင်းပဲလူတွေကပြောကြတယ်ဆရာဝန်ကဆေးကုပေးတယ်ဆရာဝန်ကုလို့ပျောက်တယ်လို့ပြောကြတာ တကယ်ဆရာဝန်ကုလို့ပျောက်တာလားဆရာဝန်ကတကယ်ကုတာလားလို့မေးချင်ဆရာဝန်ကဘာယောဂဘာကြောင့်ဖြစ်တယ်ဘာဆေးစားရမယ်လို့ဆေးပဲပေးတာပဲမဟုတ်လား